ဟုတ်ကဲ့မင်္ဂလာပါရှင် Face Your Online Education ကနေကြိုဆိုပါတယ်ရှင် My name is Khai Susuta. Okay, today English Speaking Basics Lesson 1-3. ကျွန်တော်တို့ Lesson Part 1 ရဲ့ Lesson 3ကိုလေ့လာမှာဖြစ်ပါတယ်ဒီနေ့ Lesson 4ကတော့ Look at the title please ကျွန်တော်တို့ခေါင်းစဉ်လေးကိုကြည့်ပြပါဦး I am learning English. I am learning English. ကျွန်တော်က English စာကိုသင်ယူနေပါတယ်လို့ပြောတာဖြစ်ပါတယ်ဒီဝက်ကြမှာအဓိကပေးခြင်းတဲ့တရားလေ့လာချက် grammar focus ကတော့ present continuous လက်ရှိကာလမှာဇာတ်တိုက်ဖြစ်နေတဲ့အရာတွေကိုသုံးတဲ့အခါမှာသုံးပါတယ်အခုကျမတို့စကားပြောနေတဲ့အချိန်တော်အတွင်းမှာလက်တလောမှာဖြစ်နေတုန်းပွားနေတုန်းဆက်လက်ရွေးရှားနေတဲ့အပြုအမူတွေကိုပြောတဲ့အခါမှာကျမတို့ present continuous ကိုသုံးရမှာဖြစ်ပါတယ်ဒီ present continuous လို့ပြောတဲ့အခါမှာဘာတွေပေါင်းထားတာလဲ am is are plus am is are နဲ့အတူ verb ing ကိုတွဲပြီးသုံးပြရမှာဖြစ်ပါတယ်ဒါဆိုကျမတို့ tense လေးကိုလေ့လာကြည့်မယ် am is are plus verb ing ကို present continuous tense လို့ခေါ်ပါတယ် am is are plus verb ing ကိုpresent continuous tense လို့ခေါ်ပါတယ်ဒီ am is are plus verb ing ကိုဘယ်နေရာမှာသုံးပါသလဲလက်ရှိလက်တလောလောလောဆယ်ဖြစ်နေတဲ့အပြုအမူတွေရက်တက်ခြင်းမရှိသေးတဲ့ရွေးရှားနေတဲ့ဖြစ်နေတဲ့အပြုအမူတွေမှာသုံးတာဖြစ်ပါတယ်အခုကျမတို့ဒီအင်္ဂလိပ်စာကိုစပြီးလေ့လာနေတုန်းလည်းဖြစ်နေတယ်ဒါကြောင့်မလို့ we are learning English I am speaking ကျမစကားပြောနေတယ် you are listening to me သင်ဟာကျွန်တော်ပြောတာကိုကျမပြောတာကိုနားထောင်နေပါတယ်ဒါဆိုရင်လက်တလောလက်ရှိမှာဖြစ်နေတာကိစ္စတွေအားလုံးကို am is are plus verb ing နဲ့သုံးပြရပါမယ်ဒီ am is are plus verb ing ရဲ့ခေါင်းစဉ်လေးနာမည်လေးကဘာလေးပါလဲ present continuous tense ဒီ am is are plus verb ing ကို present continuous လို့ခေါ်ပါတယ်Okay, please look at the example. For example, လေးကိုကြည့်ပါဦးဒီ present continuous မှာကျွန်မခုနပြောခဲ့သလိုပဲ I am learning English ကျွန်တော်ကအင်္ဂလိပ်စာကိုသင်ယူလေ့လာနေပါတယ်လေ့လာနေတော့မှာဒါက positive sentence ဖြစ်ပါတယ်ဒီ positive sentence ကိုညင်းမယ်ဆိုရင် negative sentence ဒါဆိုဘာလေးထည့်ပေးရမလဲ hurry not လေးကိုထည့်ပေးရပါမယ်ဒီ not လေးကိုဘာမှထည့်မလဲ am is are ရဲ့ verb ing လေးရဲ့ဂျားလေးထဲမှာထည့်ပေးရမှာဖြစ်ပါတယ်I am not learning English ကျွန်တော်တို့ကအင်္ဂလိပ်စာကိုသင်ယူနေတာမဟုတ်ပါဘူးဒါဆို not ကိုဘာမှထည့်မလဲ am is are ရဲ့ a noun verb ing ရဲ့အရှိ am is are ရဲ့ verb ing ဂျာထဲမှာ not လေးကိုထည့်ပေးရမှာဖြစ်ပါတယ်ဒါကတော့မိကုန်းလေးပါ am I learning English ဘာ question လဲကျမတို့သိပါပြီဘာ question ဖြစ်မယ်ထင်ပါတယ်အဲ့တော့ am နဲ့စထားတဲ့အတွက်သူဒီ yes or no question လေးလာနေ yes ပေါ့မလေးလာနေ no ပေါ့ဒါကြောင့်မလို့ yes နဲ့ no နဲ့ဖြေရမယ် yes နဲ့ no ဆိုတဲ့ short answer ကိုဖြေပေးရမှာဖြစ်တဲ့အတွက်ဒါက yes or no question ဖြစ်ပါတယ်ဒီမိကုန်းလေးမှာကျတော့ what am I learning what ရဲ့အစဆုံးမှာ what ဆိုတဲ့အမည်စကားလုံးကိုထည့်ထားတဲ့အတွက်ဒါကတော့ WH question မှာဒီ WH question မှာလည်းI am မိကုန်းလို့တော့ am I ဒါဆိုကျမနဲ့ဒီမိကုန်းလေးနှစ်ခုကိုဖတ်ကြည့်ပါဦး Am I learning English? What am I learning? Good. ဒီတစ်ခါတော့ we ဒီတစ်ခါဘာလဲဆိုတော့ we လေးကျတော့ကျမတို့အရှိမသင်ထားတဲ့ lesson 1ကအတိုင်းပဲ we ဆိုဘာနဲ့တွေ့လဲ are နဲ့တွေ့တယ်ဒါဆိုရင် we are dancing at the party ငါတို့က party ပွဲမှာကနေပါတယ်လုပ်နေပါတယ်သွားနေပါတယ်စားနေတယ်ဖြစ်လက်တက်ဖြစ်နေစေဒါဆိုရင် am is are plus verb ing ဒီမှာ we ဆိုတော့ are နဲ့တွေ့တယ် we are dancing at the party ငါတို့ party ပွဲမှာကနေတယ် we are not dancing at the party ငါတို့ party ပွဲမှာကနေတာမဟုတ်ပါဘူးဒါဆိုရင်ဒါကတော့ negative sentence ဖြစ်သွားပြီ negative sentence ကို not လေးပါတဲ့အတွက် negative sentence not ကိုဘယ်နားမှာထည့်ပါလဲ am is are နဲ့ verb ing ရဲ့ဂျာထဲမှာထည့်ပါတယ်ကျမအရှိ lesson 1တော့ကလေ့လာခဲ့တဲ့အတိုင်းပဲ are not ကိုအတူကပြောမယ်ဆိုရင် aren't are not စကားပြောဆိုရင်အတူပုံစံနဲ့ပြောပါမယ် short form မှာ aren't အဲ့တော့ we aren't dancing at the party goodဒါလေးကတော့မိကုန်းပါမိကုန်းဆိုကြတော့ဒီ am is are plus verb ing ကိုခွဲပေးရမယ်ဒါဆို subject ရဲ့အရှိမဘာလေးကိုထုတ်ပေးရလဲ are လေးကိုထုတ်ပေးရတယ် are we dancing at the party ငါတို့ party ပွဲမှာကနေသလားသို့မဟုတ် where are we dancing ငါတို့ဘယ်နေရာမှာကနေတယ်လဲဒါဆိုမိကုန်းဖြစ်တဲ့အတွက် where လေးကို horizontal subject are လေးရဲ့အရှိကိုထုတ်ပေးရမှာဖြစ်ပါတယ်ဒါဆိုကျမနဲ့ဒီမိကုန်းလေးနှစ်ခုကိုဖတ်ကြည့်ပါဦး Are we dancing at the party? Where are we dancing? ဘာ dance လဲ present continuous ဘယ်သူတွေနဲ့ပေါင်းထားတာလဲ
am is are နဲ့ verb ing နဲ့ပေါင်းထားပါတယ်ဘယ်နေရာမှာသုံးပါသလဲကိုပြုလုပ်နေတဲ့ကိစ္စမပြီးဆုံးသေးတဲ့အခါမှာသုံးပါတယ်ဖြစ်လက်တက်ရှိလက်တက်ဖြစ်နေစေရှိနေစေကာလတွေမှာသုံးပါတယ်မြန်မာလိုဆိုလုံနေတယ်တွားနေတယ်စားနေတယ်လို့ဘာသာပြန်ပါတယ် Okay so here you ဒီတစ်ခါဒီ subject you လေးကလည်းကျမတို့ lesson 1မှာလေ့လာခဲ့တဲ့အတိုင်းအားနဲ့ပဲတွေ့ပါတယ် you are watching TV သင်ဟာ TV ကိုကြည့်နေတယ် you are not watching TV သင်ဟာ TV ကိုကြည့်နေတာမဟုတ်ဘူးဒါဆိုပထမဝါကျက positive sentence ဒုတိယဝါကျက negative sentence ဖြစ်ပါတယ်ဒီ negative မှာတော့ not လေးကိုဘယ်မှာထည့်လဲ am is နဲ့ verb ing ရဲ့ကြားထဲမှာထည့်ပေးတာဖြစ်ပါတယ် Okay ကျမနဲ့ဒီတစ်ခါလောက်ဖတ်ကြည့်ပါဦး You are watching TV You are not watching TV are not ကိုအတူက short form ပြောမယ်ဆိုရင် aren't Good So here ဒါလေးကတော့ question မေးခွန်းပဲဖြစ်ပါတယ်ဒီမေးခွန်းမှာဆိုကျွန်တော်နှစ်မျိုးတွေ့ရပါတယ်ဘာ question လဲဆိုတော့ yes or no question နဲ့ WH question yes or no question ဘာဖြစ်လို့သုံးရသလဲဘာဖြစ်လို့ yes or no question လို့ပြောသလဲsubject ယူရဲ့ရှေ့ကအာကိုထည့်ထားတယ် yes or no question ဘယ်လိုခါမျိုးမှာသုံးတယ်လဲ yes no ဆိုတဲ့မေးခွန်းကိုလိုချင်တဲ့အခါမှာ yes or no question ကိုသုံးပါတယ် Are you watching TV မင်း TV ကြည့်နေတာလားဟုတ်တယ်ကြည့်နေတယ်ဆိုရင် yes I am short answer ပေးရမယ်ဟဲ့ငါကြည့်မနေဘူးဆိုရင် no I am not short answer ပေးရပါမယ်ဒါကတော့ what are you watching မင်းဘာကိုကြည့်နေတာပါလဲဒါကတော့ဒါဘာ question လဲဆိုရင် WH question ဖြစ်ပါတယ်ဘာလို့ရှေ့ထုတ်ထားလဲဆိုတော့ subject ရဲ့အရှေ့ you ရဲ့အရှေ့မှာ are ကိုထုတ်တယ်ပြီးတော့ဝါကြရဲ့ရှေ့ဆုံးမှာ WH question ကိုထုတ်တဲ့အတွက် WH question ဖြစ်ပါတယ် Okay ကျမနဲ့ဒီတစ်ခါလောက်ဖတ်ကြည့်ပါအောင် Are you watching TV What are you watching Good So now here it is They ဒီတစ်ခါ subject they လေးနဲ့တွဲထားတာကိုတွေ့ရပါတယ် They are reading newspaper They ဆိုရင်ကျတို့ဘာနဲ့တွဲလဲ are နဲ့တွဲတယ် They are reading newspaper သူတို့ကသတင်းစာကိုဖတ်နေတယ် They are not reading newspaper သူတို့သတင်းစာကိုဖတ်နေတာမဟုတ်ဘူးဒါဆိုပထမဝါကျက positive sentence ဒုတိယဝါကျက negative sentence ဖြစ်ပါတယ် So here ဒီ they လေးနဲ့ကျတော့မေးခွန်းလေးကိုလုပ်ကြည့်မယ်မေးခွန်းလုပ်တဲ့အခါမှာ subject ရဲ့အရှိမဘယ်သူကိုထုတ်ပါသလဲ are လေးကိုထုတ်တဲ့အတွက်ဒါဘာ question လဲ yes or no question မှာ Are they reading newspaper yes or no question ဆိုရင်အတန်လေး your tone of voice ကိုယ့်ရဲ့အတန်လေးကဝါကျရဲ့အနောက်အပေါ်လေးကိုတက်သွားရမယ် Are they reading newspaper ဒီခါလာပြောကြည့်ပါဦး Are they reading newspaper What are they reading What are they reading သူတို့ဘာကိုဖတ်နေတာပါလဲလို့ပြောတာဖြစ်ပါတယ် Okay ဒါကတော့ question တစ်ခုမှာပထမ question က yes or no question ဒုတိယ question က WH question ဒီဘာနဲ့တွဲလဲ are နဲ့တွဲပါတယ် Okay ဒီတစ်ခါ is plus verb ing ဒါလည်း present continuous tense ပါပဲအဲ့တော့ဒီတစ်ခါ he is riding a horse သူကမြေတစ်ကောင်ကိုစီးနေတယ်အဲ့တော့ subject he ဒီနေတဲ့အတွက် is တဲ့တွဲတယ် he is riding သူစီးနေပါတယ် a horse မြေတစ်ကောင်ကိုစီးနေပါတယ်ဒါက positive sentence he is not riding a horse သူကမြေတစ်ကောင်ကိုစီးနေတာမဟုတ်ပါဘူးဒါကတော့ negative sentence ဘာဖြစ်လို့ negative sentence လို့ပြောလဲကျမတို့ not လေးကိုတွေ့ရတဲ့အတွက် negative sentence ပါအဲ့တော့ he ဒီဘာနဲ့တွဲလဲ is တဲ့တွဲတယ်ဒါဆိုကျမနဲ့အတူတစ်ခါလောက်ဖတ်ကြည့်ပါဦး he is riding a horse He is not riding a horse ဒီမှာ is not ကိုစကားပြောတာဆိုရင်တော့ isn't လို့အတန်ထွက်ပါမယ် He isn't riding a horse He isn't riding a horse Good So ဒီတစ်ခါ question မေးခွန်းလေးပါဒီမှာလည်းမေးခွန်းလေးနှစ်မျိုးတွေ့ရပါမယ်ဒီမေးခွန်းလေးက is နဲ့စတဲ့အတွက် yes or no question ဒီမေးခွန်းလေးက WH နဲ့စတဲ့အတွက် WH question Okay ဒီခါလောက်မေးကြည့်ပါဦး Is he riding a horseအတန်လေးကအပေါ်တက်ပါမယ် yes or no question ဆိုရင် Is he riding a horse What is he riding ဒီကဲမို့ WH question ဆိုရင်ကိုယ့်ရဲ့ tone of voice ကိုယ့်ရဲ့အတန်အနည်းအမြင့်အနေထားကတာမန်တပီးလေးပဲသွားပါမယ် What is he riding Is he riding a horse What is he riding Good ဒီတစ်ခါ is နဲ့ ing နဲ့ပဲပြန်တွဲတယ်သို့တော့ subject က she ဖြစ်သွားပါတယ်ကျွန်တော်တို့သိတဲ့အတိုင်းပဲ he she it ဆိုရင်ဘာနဲ့တွဲပါလဲ is နဲ့တွဲပါတယ်ကြည့်ပါဦး she is using a phone သူမကဖုန်းကိုသုံးနေပါတယ် she is not using a phone သူမကဖုန်းကိုသုံးနေတာမဟုတ်ပါဘူးအဲ့တော့ is using is not using စကားပြောဆိုရင်တော့ကျွန်တော်တို့ is not လေးကိုဘယ်လိုတန်ထွက်မလဲ is it Okay let's read out together ကျွန်မနဲ့တူတူတန်ထွက်ကြည့်ပါဦး she is using a phone She isn't using a phone ဒါက positive sentence ဒါကတော့ negative sentence ဖြစ်ပါတယ် Okay ဒါကတော့ဒီမှာ present continuous tense က am is are plus verb ing
Okay ဒီတစ်ခါ question လေးနှစ်ခုတွေ့ပါတယ်ပထမမေးခွန်းက yes or no question ဘာဖြစ်လို့လဲ subject ရဲ့အရှိမ MA စာ3လုံးနဲ့ကတစ်လုံးနဲ့စာထားတယ်ဒုတိယ lesson မှာတော့ verb to do ဆိုတဲ့ do das ကိုသင်ခဲ့တယ်အဲ့ဒီမှာလည်း do နဲ့ das နဲ့စမယ်ဆိုဒါလည်း yes or no question ပဲ Okay တစ်ခါလောက်မေးကြည့်ပါဦး is he using the phone ကျမရဲ့အတန်လေးအပေါ်တက်ပါတယ် is he using the phone အကယ်၍သုံးနေတယ်ဆိုရင် yes he is အကယ်၍သူမသုံးမနေဘူးဆိုရင်No, she isn't. ဒီလို short answer ပေးရတဲ့အတွက်ဒီမေးခွန်းတွေက yes or no question လို့ခေါ်ပါတယ်။ဒီက what is he using? သူမဘာကိုသုံးနေတယ်လဲ။ဒါဘာ question လဲ WH question ဖြစ်ပါတယ်။ Okay, let's read that together. ဒီမှာလည်းဒီလိုဖတ်ကြည့်အောင် Is he using the phone? What is he using? Good. Next slide. ဒီတစ်ခါ subject id it ကိုတွေ့ပါတယ်။ He, she, it ဘာနဲ့တွေ့ရမလဲ။ is နဲ့ပဲတွေ့ရပါတယ်။ It is snowing. နေနေကြနေပါတယ်။ It is snowing နေနေကြနေပါတယ်ဒါကိုကျွန်မက negative sentence ပြောင်းမယ် not ကိုထည့်မယ် It isn't snowing စကားပြောဖြစ်တဲ့အတွက်ရေးတော့ it is not ပြောတော့ it isn't snowing Okay let's read that together ကျွန်မဒီနေရာလေးကိုကျွန်မနဲ့3ခေါက်လောက်ဖတ်ကြည့်မယ် isn'tဒီ is not လေးကို isn't လို့တတ်တယ်ဒါဆိုဒီ it နဲ့ပေါင်းလိုက်မယ်ဆို it isn't It isn't. Okay, ကျွန်တော်တို့ sentence တစ်ခုလုံးဖတ်ကြည့်ပါဦး It isn't snowing. သုံးခေါက်လောက်ဖတ်ကြည့်မယ် It isn't snowing. It isn't snowing. It isn't snowing. Good. ဒီတစ်ခါမှာကျွန်တော်တို့နောက်ထပ် question လေးကိုတွေ့ပါမယ်အဲ့တော့ is it snowing တစ်ခါလောက်ပြောကြည့်ပါဦး Is it snowing? Is it ဇာတ်နဲ့ထပ်ပါတယ် id it ရဲ့အရှိကို subject is ကိုထည့်လိုက်တဲ့အတွက် is it snowing? The more what is happening ဒီမှာတော့ what is ကိုအတူခါပြောလို့ရတယ်ဒါဆိုလဲဒီ what ကိုအနေကြီးလို့ယူဆလိုက်တယ်ဒါဆို what's happening ဘာတွေဖြစ်နေရလဲလို့မေးလို့ရပါတယ် Okay now here look at conversation 1ဒီ am is plus for ing present continuous tense ကို conversation ထဲမှာထည့်သုံးထားတာဖြစ်ပါတယ် A ကပြောလိုက်တယ် what are you doing မင်းဘာလုပ်နေတာလဲ I'm doing my lessons ငါသင်ခန်းစာတွေကိုသင်ယူနေတယ်လေ့လာနေတယ် and you မင်းက I'm calculating math sum ငါကတော့သင်္ချာပု္ပ္ပစာတွေကိုတွက်နေပါတယ်လို့ပြောတာဖြစ်ပါတယ် Okay let's read out together ကျွန်မနဲ့တူတူအတန်ထွက်ကြည့်မယ် What are you doing? I am doing my lessons and you? I am calculating math sum. What are you doing? I'm doing my lessons and you? I'm calculating math sum. Okay short form လေးတွေနဲ့တန်ထွက်ပြီးတော့တစ်ခါလောက်ဖတ်ကြည့်ပါဦး What are you doing? I'm doing my lesson and you? I'm calculating math sums. Good. Thank you. Let's look at the next slide. This slide လေးကိုကြည့်ပါဦး Conversation 2. Where is your mother? Where's your mother?နေရဲ့အမေကဘယ်မှာလဲ She is in the kitchen. ဒါပေမဲ့စကားပြောဆိုရင်တော့ She's in the kitchen. What is she doing? What is? ထားကအော်နဲ့ပေါလိုက်တဲ့ခါမှာ tis. What's she doing? တစ်ခါလောက်ပြောကြည့်ပါဦး What's she doing? ပြန်ဖြစ်ပါတယ် She's cooking dinner. သူမညစာချက်နေပါတယ် Okay, let's read out together. ကျွန်မနဲ့တူတူတစ်ခါလောက်အတန်ထွက်ပြီးဖတ်ကြည့်ပါဦး Where's your mother? She's in the kitchen. What's she doing? She's cooking dinner. One more time, please. Where's your mother? She's in the kitchen. What's she doing? She's cooking dinner. Good. Here is today's focus. ဒီနေ့အဓိကပေးခြင်းတဲ့ message က am is are plus verb ing သူကဘာတက်လဲ present continuous tense ဘယ်အခါမှာသုံးလဲလက်ရှိကိုလုပ်နေတဲ့အပြုအမူတစ်ခုဖြစ်နေစေရှိနေစေဖြစ်လက်တဲ့ရှိလက်တဲ့ကာလတွေလက်တလုံးမှာမပြီးပြတ်သေးတဲ့ကိစ္စတွေဆိုကျွန်တော်တို့က present continuous tense ကိုပဲသုံးရပါမယ်အဲ့တော့ I am learning English ငါအင်္ဂလိပ်စာသင်ယူနေတယ် Are you sleepy မင်းကရောအိပ်နေတာလား No I'm dancing ငါကတော့ကားနေပါတယ်လို့ပြောတာဖြစ်ပါတယ် Okay let's read out together ကျွန်မနဲ့တူတူဖတ်ကြည့်ပါဦး I'm learning English Are you sleepy No I'm dancing Good Here they Okay ကျမတို့ subject ကများတယ် they ကိုဆိုရင်ဘာကိုသုံးမလဲ are ကိုသုံးမရမယ် They are reading He's listening to music What are you doing Okay so ပြန်ပြောကြည့်မယ် They are reading He's listening to music What are you doing They are reading သူတို့စာဖတ်နေတယ်
He's listening to music သူကတော့ music ကိုနားထောင်နေတယ် What are you doing မင်းရောဘာလုပ်နေလဲ What are you doing I'm learning English Good So okay ဒီနေ့ lesson လေးကိုပြန်ပြီးတော့ချုပ်ပေးပါမယ်ဒီနေ့ကျမတို့ lesson English speaking basics 1 ရဲ့ lesson 3မှာသင်ခဲ့တာက am is are plus verb ing ဘယ်အခါမှာသုံးလဲကိုလုပ်နေတဲ့အလုပ်တစ်ခုမပြီးပြတ်သေးတဲ့အခါမှာသုံးတယ်မြန်မာလိုဆိုရင်လုပ်နေတယ်သွားနေတယ်စားနေတယ်သူ့ရဲ့နာမည်လေးကဘာလဲ present continuous tense present continuous tense present continuous tense am is are plus verb ing ဒါဆိုရင် I we you they အားနဲ့တွဲပါမယ် he she it is နဲ့တွဲပါမယ် Thank you you did the verse let's call it today bye bye